ဒီအချက်တွေကိုဘယ်ရွှေဆိုင်ကမှခမရကိုလကားပြောပြမှာမဟုတ်ဘူးခုခေတ်မှာဒါတွေမသိကိုစုလာတဲ့ပတ်စံတွေလကားဖြစ်ပြီးခံရလိမ့်မယ်နော်ကိုယ်စီမှာရှိတဲ့ရွှေကိုအတုအစစ်ဘယ်လိုခွဲမလဲခမရအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လေမိနစ်ပိုင်းအတွင်းစမ်းသပ်လို့ရမယ်နီလန်၃ခုကိုဒီဗီဒီယိုထဲမှာပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကဲပထမဆုံးနီလန်ကတော့အိမ်ကအမျိုးသမီးတွေရဲ့ makeup ရေ liquid foundation ပါဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့လက်ခုံပေါ်မှာ makeup လေးတုပ်6အောင်ထားပြီးတော့ကိုယ့်စီမှာရှိတဲ့ရွှေနဲ့ပုတ်ဆွဲကြည့်အကယ်၍အမဲရောင်ဒါမှမဟုတ်အစိမ်းရောင်အစင်းချောင်းကြီးထင်ကြံခဲ့ရင်တော့ဝမ်းနေပါလေခင်ဗျားရဲ့ရွှေကရွှေအတုဒါမှမဟုတ်ရွှေရည်စိမ်တက်တုဆက်ပါပဲရွှေရစစ်က makeup နဲ့ဓာတ်မပြုလို့ဘာရမှမထင်ဘူးဒုတိယနီလန်ကတော့ရေခဲတုံးရွှေကအပူစီးကူးမှုအရမ်းမြန်တော့ရေခဲတုံးပေါ်ရွှေတင်လိုက်တာနဲ့ရေခဲကထောပတ်လို့မြင်မြန်အကြီးပြောကျသွားလိမ့်တန်တုံးခဲတုံးဆိုရင်တော့ဒီလောက်မမြန်ဘူးနော်ဒါပေမဲ့အခုခေတ်ရွှေတုလုပ်တဲ့လူတွေကလည်းလုံးဝ professional အထဲကတက်တူကိုရွှေလေးချိန်နဲ့ကွက်တိချိန်ပြီးတော့အပြင်ကနေရွှေထူကြီးစိန်ထားတတ်ကြကိုတည်ကျင်တော့အားပြင်းနဲ့တန်လိုက်နဲ့ကတ်ကြည့်လိုက်ရွှေစစ်ကတန်လိုက်နဲ့လုံးဝကတ်မပါလာဘူးကတ်ပါလာရင်တော့အဲမှာတန်ဒါမှမဟုတ်နီကယ်ရီပါနေပြီပေါ့နောက်ပြီးရွှေစစ်ကိုကျွေပြားမှတိကျချစ်ကြည့်လိုက်ရင်ရွှေရောင်လိုင်းနဲ့ထွက်လာအမဲရောင်မီးခိုးရောင်လိုင်းထွက်လာပြီဆိုရင်တော့ဒါဟာအတုပဲဒါပေမဲ့ဒီနီးလန်းတွေက100ရာခိုင်နှုန်းတော့မသေးကြဘူးပေါ့အယောင်းဝယ်ကြီးလုပ်တော့မယ်ဆိုရင်ကမ္ဘာသုံးခေတ်မီနည်းပညာဖြစ်တဲ့ X-ray fluorescence ဆက်ရှိတဲ့ရွှေဆိုင်ကြီးတွေမှာစစ်တာကတော့စိတ်ချအဆုံးရွှေကိုအရေးကြိုးစရာချစ်စရာမလိုပဲနဲ့စက္ကန့်ပိုင်းအတွင်းရွှေဘယ်နှရာခိုင်နှုန်းပါလဲဆိုတာကွန်ပျူတာစခရင်ပေါ်မှာကွတ်တိဖော်ပြပေးနိုင်တယ်နော်ကဲခင်ဗျားစီမှာရှိတဲ့ရွှေတွေကိုရောဒီနီလန်းတွေနဲ့စမ်းကြည့်ပြီးဘယ်နှခုကန့်ညီမှုရှိလဲမရှိဘူးလဲဆိုတာအောက်မှာဝင်ရေးခဲ့ပြီနော်တကယ်ကိုရွှေအစ်စ်မှန်တွေပဲပိုင်ဆိုင်နိုင်ကြပါစေဗျာ